မင်္ဂလာပါကျွန်တော်ရဲ့ရွှေရိုး Recap Box Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ VJ မင်းသားရဲ့အောင်မြင်ကြော်ကြားလူကြိုက်များတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားကို Recap အနေနဲ့ပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe လုပ်ဘေးနောက်ကခေါင်းလောင်းလေးကိုနှိပ် VPN လေးခံကြည့်ပေးဖို့လည်းတစ္ဆာမပြတ်နဲ့မေတ္တာရက်ခံပါရစေကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါခင်ဗျာဇလန်လီရဲ့အစမှာခရီးသွားကားတစ်စီးဟာဘိန်းပေါက်သွားတာကြောင့်ခရီးသွားမျိုးသမီးကသူ့ရဲ့ driver ကိုဘိန်းလဲပေးဖို့ပြောပါတယ်။ driver ကလည်းဘိန်းဖို့မပါတာကြောင့်နီးစပ်ရောက်မှာ workshop ကိုရှာဖို့ထွက်သွားပါတယ်။အမျိုးသမီးကဟိုဒီတီကိုကြည့်ရင်အုတ်ခုံမှာထိုင်နေတဲ့ VJ ကိုလှမ်းတွေ့လိုက်ရပါတယ်။အမျိုးသမီးကအနီးနားမှာ workshop ရှိမရှိစုံစမ်းတဲ့အခါ VJ ကကားပေါ်မှာရက်ပလင်းပါသလားလို့မေးလိုက်တယ်။အမျိုးသမီးကအရက်တိုင်းမှာ workshop ကိုလမ်းညွှန်မှလားလို့မေးကဝိုင်ပလင်းတစ်လုံးရှိကြောင်းပြောပြီးဝိုင်ကိုတစ်ဝက်တောက်ခွင့်ရှိကြောင်းပြောပြပါတယ်။ VJ ကတဝက်ထဲတောက်ရမယ့်အတူတူမတောက်တော့ကြောင်းပြောပြီးအရက်မတတ်ရင်သူ့အကြောင်းကိုနားထောင်မှုအတွက်အမျိုးသမီးကိုပြောပါတယ်။အမျိုးသမီးကလည်းအရက်သမားမဟုတ်ဘဲမနက်စောစောအရက်လာတောင်းနေတဲ့ VJ ကိုအသေးကွဲနေရလားလို့မေးကသူမစီမှာရင်ဖွင့်စေလိုက်ပါတယ်။ဒီလိုနဲ့ပဲ VJ ဟာသူ့ရဲ့အကြောင်းတွေကိုခရီးသွားအမျိုးသမီးစီမှာစတင်ရင်ဖွင့်มาတော့တယ်။ Hyderabad မြို့မှာ VJ နဲ့တငယ်ချင်းတစုဟာရုပ်ရှင်တကားကိုကြည့်ရင်ရှက်ကီဆွဲနေကြပါတယ်။သူတို့ဟာရုပ်ရှင်တွေကလေမယားနှစ်ယောက်ရဲ့ဆက်ဆံရေးတစ်ခုကိုဝေဖန်ကြပါတယ်။လေမယားဆက်ဆံရေးဟာချက်ကနေဆိုတာနဲ့ငကွက်မီးတောက်ရလောက်အောင်အချင်းချင်းနားလည်နေရမှာဖြစ်တယ်လို့ VJ ကပြောပါတယ်။တကယ်ချင်းတယောက်ကတော့ချက်တင်ငကွက်တွေသူမသိကြောင်းသူသိတာကဘဲဆိုင်မှာဘသူနဲ့စားခဲ့ပြီးဘယ်နှခွက်တောက်ခဲ့တယ်လဲဆိုတာကိုသိတဲ့ဇနီးမျိုးသားတွေ့ဘူးကြောင်းပြန်ပြောတာကြောင့်ပွဲကျသွားပါတယ်။နောက်တစ်နေ့မနက်မှာတော့ကောလိပ်ကဆရာတယောက်ဖြစ်တဲ့ VJ ဟာစာသင်ခန်းထဲမှာစာသင်နေပါတယ်။ကျောင်းသူတယောက်က VJ ကိုအရန်ကျွေးနေတာကြောင့်စာသင်နေမျက်စိမိတ်ပြလိုက် flying kick ပေးလိုက်နဲ့လုပ်နေပါတယ်။ဒီစားစကားလမ်းပြောနေတဲ့ကျောင်းသူကြောင့် VJ ကအနောက်ရှက်ဖြစ်သွားပါတယ်။ကားမတိုင်တစ်ခုရဲ့မနက်စောစောချိန်မှာတော့ VJ ဟာကားဆိုင်နဲ့ကောင်မလေးတယောက်ကိုလှမ်းချိန်ထားပါတယ်။အဲ့ဒီအချိန်မှာပဲလူတစုရောက်လာပြီးသူတို့ရဲ့ညီမကိုမြူချင်းရကောင်းလားလို့မေးကထိုးကြိတ်ဖို့ကြိုးစားပါတယ်။ VJ ကသူကြိုက်နေတတ်တဲ့မိန်းကလေးကရှေ့မှာရက်နေတဲ့မိန်းကလေးလိုပုံစံသားဖြစ်ကြောင်းအဲ့ဒီလူတွေရဲ့ညီမကိုမကြိုက်နိုင်ကြောင်းပြောပြပါတယ်။ပြဿနာလာရှာတဲ့လူစုက VJ ကိုဂုတ်ကဆွဲကကောင်မလေးစီခေါ်သွားပြီး VJ ကိုကြိုက်မကြိုက်မေးပါတော့တယ်။အဲ့တော့မှ VJ က6လလောက်ငကောက်လိုက်ခဲ့ရတဲ့မိန်းကလေးဟာအိမ်အောင်ရှင်မန်းသိလိုက်ရပါတယ်။မိန်းကလေးဟာလက်စွပ်တွေလက်ထက်ဆွဲကြိုးတွေဝတ်တိုင်းအလက်ကျစ်ထွက်တတ်တာကြောင့်လက်ထက်လက်စွပ်မွေးထားတဲ့အတွက် VJ ကအိမ်အောင်ရှင်မန်းမသိခဲ့ရတာပဲဖြစ်ပါတယ်။နောက်တော့ VJ နဲ့လူစိမ်းအဖွဲ့ဟာမိန်းကလေးရဲ့အချစ်ကိုရဖို့ဇက်တိုက်ထားကြသူတွေမှန်းသိလိုက်ရပါတယ်။ညရောက်တဲ့အခါမှာအသေးကွဲသွားတဲ့ VJ ဟာသူနှိမ့်သက်တဲ့ပုံစံရှိတဲ့မိန်းကလေးတယောက်နဲ့လက်ထပ်ရတဲ့အိမ်မက်ကိုမှတ်ခဲ့ပြီးမိန်းကလေးရဲ့မျက်နှာကိုလည်းတီးတီးချာချာမှတ်မိလိုက်ပါတယ်။မနက်ခင်းဖျားကျောင်းသွားတဲ့အခါလှလှပပပြင်ဆင်ထားတဲ့အခန်းအနားကို VJ ကမှင်သက်အံ့ဩသွားပါတယ်။အခန်းအနားပြင်ဆင်ကို VJ ကချီးကျူးတဲ့အခါဖုန်းတော်ကြီးကဓာရီပြင်ဆင်တဲ့ပိုင်ရှင်ဟာဂီတာဆိုတဲ့မိန်းကလေးဖြစ်ကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်။ဂီတာဆိုတဲ့မိန်းကလေးကိုကြည့်လိုက်တဲ့အခါညတုန်းကအိမ်မက်ထဲမှာသူနဲ့မင်္ဂလာဆောင်ခဲ့တဲ့မိန်းကလေးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ VJ ဟာအလွန်ပျော်ရွှင်ကရှေးမကိုင်းမိလက်မကိုင်းမိဖြစ်ပြီးနောက်တစ်ခါအသေးမကွဲရရေးအတွက်အပြူလားအိုလားဆိုတာကိုစုံစမ်းရင်းဂီတာရဲ့မျက်စောင်းတစ်ခုကိုရလိုက်ပါတယ်။ဒါရီက VJ ခရီးသွားမျိုးသမီးကိုပြောပြနေရပဲဖြစ်ပါတယ်။ VJ ကဆက်ပြီးခရီးသွားမျိုးသမီးကိုပြောပြရမှာလွန်ခဲ့တဲ့ရက်ပိုင်းတုန်းက VJ ဟာညီမဖြစ်သူရဲ့မင်္ဂလာပွဲအတွက်Hyderabad ကနေဇာတိရွာကကင်နဒါကိုပြန်ခဲ့ရပါတယ်။ကားပေါ်ရောက်တော့ဘေးကခုံကလွတ်နေပါတယ်။လမ်းခုလက်ရောက်တဲ့အခါ VJ ရဲ့အိမ်မက်ထဲကဂီတာဟာကားပေါ်ကိုတက်လာပါတယ်။သူ့ရဲ့ဘေးနားကခုံနားမှာကျစေဖို့ဆူတောင်းနေတဲ့ VJ ရဲ့ဆန္ဒဟာပြေသွားပြီးဂီတာနဲ့အတူတူထိုင်ကတညလုံးခရီးနေဝင်ရလိုက်ပါတယ်။ VJ ဟာသူ့ကိုယ်သူမိတ်ဆက်ပေးရင်ဖះเจ้าမှလည်းတွေ့ခဲ့ဘူးကြောင်းဦးကြောင်စကားပြောနေတာကြောင့်ဂီတာရဲ့အချိန်မိုးခြင်းကိုခံလိုက်ရပါတယ်။ဂီတာကကားပေါ်ကကလေးတယောက်ကိုချော့မြူတဲ့အခါVJ ကသူဟာလည်းကလေးချစ်တတ်သူလို့ဂီတာကိုသဘောကျကလေးကိုချော့မြူနေပါတယ်။ကလေးဟာ VJ လက်ကနေချတာနဲ့ငိုနေတာကြောင့် VJ ဟာတညလုံးကလေးထိုင်ရင်နိုဘူးတိုက်ခါလိုက်လာရပါတယ်။ဒါပေမဲ့လည်းကလေးကြောင့်ပဲ VJ နဲ့ဂီတာနဲ့စကားပြောခွင့်ရရှိသွားကလန်ခီတန်နီယာကားရက်နားတဲ့အခါဂီတာကသူ့ကိုတန်းစင်ကန်းနာအဖော်ခေါ်သွားလိုက်တဲ့အထိယုံကြည်မှုရသွားပါတယ်။ VJ ကလမ်းတစ်လျှောက်မှာဖြစ်ပြသမျှကိုတငယ်ချင်းဖြစ်သူယာဟူးစီကိုစတိုက်ဖုံးဆက်ပြီးပြောပြပါတယ်။တငယ်ချင်းဖြစ်သူယာဟူးကဂီတာဟာတန်းစင်ကန်းတွေကပြန်ထွက်လာပြီးကျေးဇူးတင်ကြောင်းမပြောဘဲပြောယုံသာပြုံးပြပါက VJ ကိုရင်မတ်ထဲထည့်လိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။တန်းစင်ကန်းကထွက်လာတဲ့ဂီတာက VJ ကိုတကယ်ပဲပြောယုံလေးပြုံးပြလိုက်ပါတယ်။ကားပေါ်ပြန်ရောက်တဲ့အခါခါနာနေတဲ့အဖွားကခုံနေတဲ့ကားနောက်ပိုင်းမှာမထိုင်နိုင်တာကြောင့်အကူအညီလာတောင်းပါတယ်။အစာပိုင်းမှာညင်းဆက်နေတဲ့ VJ ကဂီတာနှူးလာတာကြောင့်ဂီတာရဲ့ထင်သေးခံရမှာကိုစိုးရိမ်ကမကြည်မနှက်နဲ့အနောက်ဘက်ကိုပြောင်းပေးလိုက်ရပါတယ်။မကြခင်မှာပါဂီတာကပါရောက်လာပြီးအဖွားကဟောက်လွန်းတာကြောင့်အနောက်ဘက်မှာလှဲဖို့ခွင့်တောင်းပြီးအိပ်ပျော်သွားပါတယ်။ VJ ဟာဖြစ်ချောင်းကုံစင်ကိုတငယ်ချင်းယာဟူးစီတတော်ဦးတင်တဲ့အခါမူးနေတဲ့တငယ်ချင်းယာဟူးကအခွင့်အရေးရတော့နှက်ခမ်းကိုကီစင်လေးဆွဲလိုက်ဖို့မြောက်ပေးလိုက်ပါတယ်။ VJ ဟာကီစင်ဆွဲတဲ့မဆွဲတဲ့လွန်ဆွဲနေရင်နောက်ဆုံးမှာတော့မဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့လည်းအခွင့်အရေးကိုလက်လွတ်မခံချင်တဲ့ VJ ဟာဆက်ဖီတစ်ပုံလောက်အမှတ်တရယူသွားဖို့ကြံစီပြီးမျက်နှာချင်းထိလူနီးပါး post ပေးကကင်မရာကိုချိန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကားဆရာကဘရိတ်နေလိုက်တာကြောင့် VJ ကဂီတာရဲ့နှက်ခမ်းကိုတကယ်နမ်းမိသွားသလိုကင်မရာချိန်လျက်သားတန်းလန်းချိန်ဒီမှာဂီတာကနိုးလာပါတယ်။ရှက်လေးရှက်ဒေါသလည်းထွက်သွားတဲ့ဂီတာဟာ VJ ကိုဖျန်းကနေနဲ့ရိုက်လိုက်သလို
VJ ကလည်းတဲတန်တောင်းပန်နေရပါတယ်ဂီတာဟာငိုကြွေးဝမ်းနေပြီးဒေါသကြီးတဲ့သူ့ရဲ့ကိုဖနင်ဒရာစီကိုဖုံးဆက်တိုင်တန်းပါတယ်အကိုဖြစ်သူဖနင်ဒရာကလည်းဘတ်စ်ကားရှိရာနေရာကိုချက်ချင်းလိုက်လာပါတယ်VJ ကထိတ်လန့်သွားတာကြောင့်ဂီတာရဲ့နားကနေထထွက်သွားတဲ့အခါဂီတာကဘယ်မှပြေးခွင့်မရှိကြောင်းပြောက VJ ကိုကြိုးနဲ့တုပ်ထားလိုက်ပါတယ်VJ စီးလာတဲ့ဘတ်စ်ကားဟာကကင်နရာရွာကိုဝင်လာချိန်မှာဖနင်ဒရာနဲ့တပည့်တွေဟာကားပေါ်ကိုတက်လာပါတယ်ကားပေါ်ကိုရောက်တဲ့အခါမှာတော့ခေါင်းကိုက်ဆိုင်ကျနေတဲ့ဂီတာကိုသာတွေ့ရပြီး VJ ကရှိမနေပါဘူးဂီတာရဲ့ပြောပြချက်အရဒီလူဟာသူ့ကိုတုပ်ထားတဲ့ကြိုးကိုဖြစ်ပြီးရွာအဝေးမှာပရင်းပေါက်ကခုန်ဆင်းသွားကြောင်းဖနင်ဒရာတို့ကသိလိုက်ရပါတယ်ဖနင်ဒရာဟာရဲဝင်နဲ့လုပ်နေတဲ့တငယ်ချင်းဖြစ်သူရာဘီစီကိုလမ်းဆက်ကညီမဖြစ်သူအနောက်ရှက်ခံရတဲ့အကြောင်းပြောပြတာကြောင့်နှစ်ယောက်လုံးစီကိုဒေါသတွေကူးဆက်သွားကြပါတယ်မနက်လင်းတဲ့အခါမှာတော့လေကွင်းတွေကဖြတ်ပြန်လာတဲ့ VJ ဟာလမ်းကပုံဆိုင်မှာမျက်နှာအသစ်နေတော့ဖခင်နဲ့တက်တဲ့တူပါတယ်VJ ကကားစီးရတာပြင်းပြီးလမ်းလျှောက်ရှင်တာကြောင့်မှတ်တိုင်ကိုကျိုးစင်းခဲ့တာလို့ဖခင်ကိုလိန်လိုက်ပါတယ်အိမ်ကိုပြန်ရောက်လာတဲ့ VJ ကိုညီမဖြစ်သူဆရီရှာကထောက်လန့်လိုက်ပေမဲ့ VJ ကသူ့မှာထပ်ပြီးလမ်းစရာမရှိတော့ကြောင်းပြောလိုက်ပါတယ်မင်္ဂလာခမ်းမှာရောက်တဲ့အခါဖခင်က VJ ကိုတမတ်ဖြစ်သူဖနင်ဒရာနဲ့မိတ်ဆက်ပေးပါတယ်VJ ဟာရောက်ဖက်ကိုလက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားချိန်မှာပဲဂီတာကဝင်လာပြီးသူ့ကိုဖနင်ဒရာကိုဆွဲကြိုးတကုံးဆွဲပေးလိုက်ပါတယ်ဖနင်ဒရာကပြန်ပြီးလက်ဆွဲနှုတ်ဆက်ချိန်မှာတော့ VJ ဟာလက်တုံနေတာကြောင့်ဖခင်ကသားဖြစ်သူ VJ ဟာတညလုံးအဲကွန်းကားစီးလာရတာကြောင့်ချမ်းနေတာဖြစ်ကြောင်းနဲ့ရွာမရောက်ခင်မှာလမ်းမှာဆင်းခဲ့တာတွေထိပြောပြလိုက်ပါတယ်အပြင်မှာရောက်နေတဲ့ရဲဖြစ်သူဗီရာကလည်းမတင်ကားသလိုနဲ့အနားကိုရောက်လာပါတယ်အဲ့လိုစိုးရိမ်ပွေရာအခြေအနေကိုဂီတာရဲ့ဖခင်ကဝင်ရောက်ထိန်းလိုက်ပါတယ်ညတုန်းကဂီတာကြုံရတဲ့ဖြစ်ပျက်ကိုသိသွားတဲ့ VJ ရဲ့ဖခင်ကတော့သူ့မှာသာအဲ့လိုရိုင်းဆိုင်တဲ့သားတစ်ယောက်ရှိခဲ့ရင်အဲ့ဒီနေ့ဟာသူ့ရဲ့အာတုပပွဲဖြစ်သွားမယ်လို့အကြောင်းပြောပြပါတယ်ဒါနဲ့ပဲမင်္ဂလာပွဲသတ်မှတ်ကြရင်နောက်နှစ်ပတ်နေမှမင်္ဂလာပွဲလုပ်ကြဖို့စိတ်ဆက်လိုက်ကြပါတယ်ဒီနှစ်ပတ်အတွင်းမှာဝေစရာချမ်းစရာရှိတာတွေဖိတ်စာကိစ္စတွေအတွက် VJ နဲ့ဂီတာကိုတာဝန်ပေးကဟိုက်ဒရိုဘတ်ကိုလွတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဂီတာကတော့ဒီလိုစီစဉ်နေဟာ VJ ရဲ့အစီအစဉ်လို့ထင်သွားပါတယ် VJ ကမိသားစုဆယ်ဖီရိုက်တဲ့အခါဂီတာကရှောင်းထွက်သွားပါတယ်အဲ့ဒီနေရာထိ VJ ပြောပြပြီးချိန်မှာခရီးသွားမျိုးသမီးရဲ့ကားကဘိန်းဖာလို့ပြီးသွားပြီပဲဖြစ်ပါတယ်နောက်တော့ VJ ကသူ့ရဲ့အကြောင်းကိုဆက်လက်ဖောက်တယ်ချရမှာတရက်တော့သူတင်းနေလေးကျင်းနေတဲ့နေရာကိုသူ့ရဲ့ကောလိပ်ကချစ်စရာတပည့်မလေးနီလူးကရိုးရဝစ်စုံနဲ့ရောက်လာကမွေးနေ့ပါတီကိုဖိတ်ပါတယ်နီလူးကသူ့ရဲ့ပုံစံကိုမကြိုက်ကြောင်းပြောတာကြောင့်ရိုးရဝစ်စုံနဲ့လာပြတာဖြစ်ကြောင်းပြောပါတယ် VJ ကတော့ type ဆိုတဲ့ပုံစံဟာအဝတ်စားနဲ့မဆိုင်ကြောင်းပြောပြပြီးနီလူးရဲ့ type ကိုမကြိုက်တာဖြစ်ကြောင်းညှင်းဆန်လိုက်ပါတယ်အဲ့ဒီညမှာပဲစိတ်ညစ်ညစ်နဲ့ဆွတ်တောက်နေတဲ့ VJ စီကိုဂီတာကဖုံးဆက်ပြီးပစ္စည်းဝယ်ထွက်ကြဖို့ချိန်ပါတယ်မူးနေတဲ့ VJ ကဂီတာဖုံးဆက်လာမယ်လို့ထင်မထားကြောင်းဘသူလဲပါညာနဲ့စွတ်ပြီးခေါ်လိုက်ပါတယ်အဲ့ဒီမှာလေ VJ ကိုအထားကိုင်းနာလာလို့ဂီတာကထင်သွားပြန်ပါတယ်နောက်တစ်နေ့မနက်ဈေးဝယ်ဖို့အပြင်ထွက်လာတဲ့ VJ ကို Yahoo ကဘော်ဒီချင်းမထီကလေးထီကလေးလေးဖြစ်အောင်သူ့ရဲ့ဆိုင်ကယ်ကိုယူသွားဖို့မြှောက်ပေးပြန်ပါတယ် VJ ဟာ Yahoo ကိုစိတ်တို့သွားပေမဲ့ဂီတာနဲ့ဆိုင်ကယ်တူတူစီးကျင်စိတ်ကိုထိမ့်မရတာကြောင့်သူ့ရဲ့ကားကိုထားခဲ့က Yahoo ရဲ့ဆိုင်ကယ်ကိုယူသွားပါတယ်VJ ဟာဂီတာကိုသွားကြိုချိန်မှာရိုးရဝစ်စုံနဲ့အရန်လှနေတဲ့ဂီတာကိုသတိလက်လွတ်ငင်းနေတာကြောင့်ဂီတာရဲ့အထင်လွဲမှုကိုခံရပြန်ပါတယ်။ဒါကြောင့်ပဲပူထူသွားတဲ့ VJ ကစိုက်ကယ်ကိုတော့မဖွင့်မဲနှိုးနေတာကြောင့်ဂီတာကတော့ဖွင့်ပေးလိုက်ရပါတယ်။ဖိတ်စာဝေဖို့အတူတူသွားကြတဲ့ရက်တွေမှာလည်း VJ ကဂီတာရဲ့အမျိုးအိမ်မှာစကားတွေပေါ်နေပါတယ်။ဂီတာရဲ့အမျိုးအိမ်မှာထမင်းမဝင်တီးမဲ့လှုပ်လိုက်တဲ့ VJ ကိုဂီတာကအလိုက်မသိတတ်ဘူးဆိုကနောက်အိမ်တွေကိုရောက်တဲ့အခါမှာလည်းအပြင်ကနေပဲစောင့်ဖို့အတွက်ပြောလိုက်ပါတယ်။စာရီရွေးကြတဲ့အခါမှာလည်းခရိုဝစ်ထားတဲ့ဂီတာကစာရီစားကိုကုန်းရင်းတတိယက VJ ကိုလှည့်ကြည့်လိုက်ချိန်မှာဖုန်းကိုဂီတာဘက်လက်ကင်ထားတဲ့ VJ နဲ့တဲ့တိုးတာကြောင့်အထင်လွဲခံလိုက်ရပြန်ပါတယ်။ဂီတာတို့ကအကားကျင်းနေတဲ့နေရာကိုသွားကြိုတဲ့ VJ ကစောင့်ကြည့်ရဲ့လက်ခုပ်တီးပြီးအားပေးလိုက်တာကြောင့်အကားဖွဲကအကြောင်ပြီးရပ်သွားကြပါတယ်။ဂီတာကဒိုးဒိုးနေဖို့ပြောတာကြောင့်ဂီတာအကြိုက်ကိုလိုက်လံရှာဖွေကအလိုက်သိနေတဲ့ VJ ဟာကချော်ချွတ်တင်နေတာစုံတွေ့နေရပါတယ်။ VJ ကတော့မြင်မြင်သမျှကောင်မလေးတွေကိုဂီတာလို့ထင်နေလောက်အောင်ဆွဲလန်းသွားပါတယ်။နေရာမှာတော့ဖုန်းချိန်ခေါ်နေပေမဲ့ဖုန်းတန်တိုးထားတာကြောင့်ဖုန်းမကင်မဲနေတဲ့ VJ ရဲ့စာသင်ခန်းအထိဂီတာကရောက်သွားပါတယ်။စာသင်ခန်းဝါကိုရောက်တဲ့အခါမိန်းကလေးတွေဝိုင်းနေတဲ့ VJ ကိုတွေ့ရပါတယ်။ VJ ကလည်းဂီတာကိုတွေ့သွားပြီးအယောင်ယောင်မမနဲ့ထလိုက်ပါတယ်။ဂီတာက VJ ကိုမိန်းကလေးចောင်းလာလို့မိကဝါသနာနဲ့အသက်မွေးဝမ်းကြောင်းကတစ်ထပ်သေးကြနေကြအောင်ပြောလိုက်ပါတယ်။ VJ ကယောက်ျားလေးအများစုကစာမေးဖို့စိတ်မဝင်စားကြတာကြောင့်ဖြစ်ကြောင်းရှိပါကလေးတရန်လုံးမှာရှာရှာပါပါတယောက်လောက်သာရှိနိုင်ကြောင်းတွားရှင်းပြလိုက်ပါတယ်။နေရာမှာတော့မင်္ဂလာဆောင်အတွက်အပူပစ္စည်းတွေဝယ်ကြရင်စိုက်ကယ်စီးပြတ်သွားတာကြောင့်စိုက်ကယ်ကိုတွန်းလာခဲ့ရပါတယ်။လမ်းမှာကော်ဖီဆိုင်ဝင်နေတော့ဂီတာကိုလာစားတဲ့ချားတိတ်3ယောက်ကို VJ ကတိုက်ခိုက်လိုက်ပါတယ်။ဂီတာကဒီတစ်ခါအကွက်ချတာလဲတော်သွားပြန်ကြောင်း VJ ကိုဆွတ်ဆွဲကအထင်လွဲပြန်ပါတယ်။နောက်တစ်နေ့မှာတော့စာရွက်စာတမ်းမရှိဘဲစိုက်ကယ်စီးနေမှုကြောင့်ရဲကစိုက်ကယ်ကိုတင်သွားပြန်ပါတယ်။ဂီတာကအုံးရင်တောက်နေရင်ဒေါသထွက်လာကမိန်းကလေးတစ်ယောက်နဲ့သွားလာရမှာလိုအပ်ချက်တွေအစင်းသင်းပြင်မထားတဲ့ VJ ကိုအုံးသီးနဲ့ပြစ်ပေါက်ပါတယ်။မကြခင်မှာပဲ VJ တို့စီကို Yahoo ကကားလာပို့တဲ့အခါကားရှိရသားနဲ့ဘာကြောင့်စိုက်ကယ်ယူလာရတယ်လဲဆိုပြီးဂီတာကအထင်လွဲသွားပြန်ပါတယ်။နောက်တစ်ခါမှာတော့ဖနင်ဒရာရဲ့ရောက်ဖတစ်ယောက်ကဖနင်ဒရာဟာအကြီးဖြစ်ပြီးအငယ်ဖြစ်တဲ့ညီမထက်အရင်ကလက်ထက်တာကြောင့်ပတ်ဝန်းကျင်ကပြောတာတွေနားမဆန့်တော့ကြောင်းရောက်ခမကိုပြောလာပါတယ်။ဘတ်စကားပေါ်မှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေသူကရှက်နေသေးကြောင်းပြောပါတယ်။ဖနင်ဒရာရဲ့ရောက်ဖကသူ့ကိုရိုက်ဖို့လက်ရွယ်တဲ့အခါ
သူ့ကိုရိုက်မဲ့အစားတစ်မျိုးလုံးကိုလိုက်ရိုက်ဖို့ပြောကဂီတာကိုစော်ကားတဲ့သူကိုတွေ့မှယောက်ျားအဖြစ်သတ်မှတ်မဲ့အကြောင်းပြောကစိန်ခေါ်သွားပါတော့တယ်။တရက်မှာတော့ဂီတာဟာအချိန်မိုရှိနေလို့ VJ ကညာကြီးမင်းကြီးလာကြရင်ဗိုက်ဆာလာတာကြောင့်မုံဝယ်စားကြပါတယ်။ကားထဲမှာကြံခဲ့တဲ့ဂီတာက VJ ရဲ့ဖုန်းမှာမိန်းကလေးပုံနဲ့ဗီဒီယိုဖိုင်တစ်ခုရောက်လာတာကြောင့်ဖွင့်ကြည့်မိသွားပါတယ်။ဗီဒီယိုထဲမှာတော့နီလူဟာဆရာကြိုက်တဲ့ပုံစံကအဝေးစားနဲ့မဆိုင်ဘူးဆိုရင်ဒီလိုရောကြိုက်နိုင်မလားလို့မေးထားကတကူလုံးချွတ်ပြထားတဲ့ဖိုင်ဖြစ်နေပါတယ်။ဂီတာဟာပူထူလမ်းဖြတ်ပြီးရှက်သွားတာကြောင့်ဖုန်းကိုလွှင့်ပစ်လိုက်ပါတယ်။မုံသွားဝဲတဲ့ VJ ပြန်လာတဲ့အခါမှာတော့ဂီတာကအဆောင်ကိုပြန်မှုသာတွင်ပြောနေတာကြောင့် VJ ကနားမလည်နိုင်ဖြစ်နေရပါတယ်။အပြန်လမ်းမှာတော့ဂီတာကဖုန်းထဲကဖိုင်အကြောင်းပြောတဲ့အတွက် VJ ကဖွင့်ကြည့်လိုက်တဲ့အခါလန့်သွားတာကြောင့်ကားကိုလမ်းဘေးထိုးရက်လိုက်ရပါတယ်။ VJ ကဒီမိန်းကလေးနဲ့ပတ်သက်ပြီးသူဘာမှမသိရကြောင်းအတန်တန်တောင်းပန်ပေမဲ့ဂီတာကမယုံကြည်မှုတန်တရားဒီဂရီကအမြင့်ဆုံးကိုရောက်သွားတာကြောင့်ဘယ်လိုမှရှင်းပြလို့မရပဲဖြစ်နေပါတယ်။ဒီလိုနဲ့အခြေအတင်စကားများကြရင်ဂီတာက VJ ကိုဘလို့မိဘမျိုးကမွေးဖွားတာလဲဘာညာနဲ့ပြောလာတာကြောင့် VJ ရဲ့ဒေါသကလည်းအထွတ်ထိပ်ကိုရောက်သွားကနေငါတွေပြောပြီးဂီတာကိုကားတွေကနှင်ထုတ်တဲ့အထိဖြစ်သွားပါတယ်။ဂီတာတစ်ယောက်တည်းထွက်သွားချိန်မှာရောက်ဖဖြစ်သူဖနင်ဒရာကကားတွေကပြဿနာကောင်ဟာဟိုက်ဒရိုဘက်ကနေအစားရှာရမှာဖြစ်တာကြောင့်သူကဟိုက်ဒရိုဘက်ကိုလာနေပြီဖြစ်ကြောင်းပြောလာပါတယ်။ဒီနေရာမှာ VJ ကဇလန်ကိုခဏရက်လိုက်တာကြောင့်ခီးသွွားမျိုးသမီးကဆက်ပြောဖို့တွန်းအားပေးလိုက်ပါတယ်။အဲဒီညမှာပဲ VJ တို့အုပ်စုဟာဂီတာရဲ့ဆောင်ကိုသွားပြီးပရင်းပေါက်ကနေကြော်ခွာကဂီတာကိုနှုတ်လိုက်ပါတယ်။လန်နိုးလာတဲ့ဂီတာကလုံခြုံရေးကိုလမ်းခေါ်လိုက်တာကြောင့် VJ တို့ကထွက်ပြေးရပြန်ပါတယ်။နောက်တစ်ခါမှာတော့ဟိုက်ဒရိုဘက်ကိုရောက်နေတဲ့ဖနင်ဒရာတဲခွေရနေရာကိုဂီတာကတက္ကစီငှားပြီးရောက်လာပါတယ်။200 ရန်ခီးကို2000 ရန်ပေးနေတာကြောင့်အကျွေကိစ္စပြဿနာတက်နေပါတယ်။နောက်မှရောက်လာတဲ့ VJ ကအကျွေပြဿနာကိုဝင်ရောက်ဖြေရှင်းပေးပေမဲ့ဂီတာကဒဇိန်ရဲ့အကူအညီကိုမလိုချင်ကြောင်းပြောကပြန်အန်းငွေကိုမယူဘဲထွက်သွားပါတယ်။ဟိုတယ်ခန်းထဲကိုရောက်တဲ့အခါဂီတာကကော်ဖီတောက်ချင်ကြောင်းပြောတာကြောင့် VJ ကကော်ဖီထားဖျော်ပေးပါတယ်။ VJ ကော်ဖီဖျော်နေချိန်မှာပဲဂီတာကစိတ်ပြတ်စွာနဲ့ကော်ဖီမတောက်ချင်တော့ကြောင်းပြောလာပါတယ်။မကြခင်မှာပဲဖနင်ဒရာရဲ့တငယ်ချင်းရဲ့အရာရှိရာဘီကရောက်လာပါတယ်။ရာဘီကအဲ့ဒီသူကအသက်အရွယ်ဘယ်လောက်လဲလို့မေးတဲ့အခါဂီတာက VJ ရဲ့အသက်ကဘယ်လောက်လဲလို့မေးတာကြောင့် VJ ကထိတ်လန့်သွားပါတယ်။နောက်တော့မှဂီတာက VJ နဲ့ရွယ်တူလောက်ရှိကြောင်းရာဘီကိုပြောပြလိုက်ပါတယ်။ရာဘီကအဲ့ဒီနေ့ကကားလက်မှတ်အယောင်စင်းကိုတွားရောက်စုံစမ်းနေကြောင်းပြောပြကဖနင်ဒရာကိုစိတ်အေးထားဖို့အတွက်ပြောလိုက်ပါတယ်။ညနေရောက်တဲ့အခါမှာတော့မင်္ဂလာဦးညအိပ်ရခင်းအတွက်အဖြူရောင်မှာထားတဲ့ဂီတာနဲ့အနက်ရောင်လူချင်းတဲ့ VJ တို့ဟာအခြေတင်ဖြစ်ကြပြန်ပါတယ်။နောက်မှ VJ က NDG တယောက်စီကိုမေးမြန်းကအဖြူရောင်ဝယ်ဖို့ဂီတာရဲ့သဘောထားကိုလက်ခံလိုက်ရပါတယ်။ CD စင်တာမှာကော်ဖီတောက်နေတဲ့ဂီတာစီကိုဖနင်ဒရာစီကဖုန်းဝင်လာပြီးအဲ့ဒီနေ့ကတရားခံကိုရဲစခန်းမှာဖမ်းထားကြောင်းပြောလာတာကြောင့် VJ နဲ့တူရဲစခန်းကိုထွက်ခဲ့ကြပါတယ်။ရဲစခန်းကိုရောက်တဲ့အခါမှာညိုမဲဖူးရောင်နေရာနှိပ်စက်ခံထားရတဲ့ VJ ရဲ့တငယ်ချင်းယာဟုကိုတွေ့လိုက်ရပါတယ်။အမှန်တော့အဲ့ဒီနေ့ကယာဟုကသူ့နာမည်နဲ့လက်မှတ်ဝယ်ကအလုပ်ကိုလက်မှတ်တင်ပြပြီးခွင့်ရက်နဲ့ခီးစိတ်2000ထွက်ယူထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ရဲစခန်းမှာတော့ယာဟုကခီးသွားတဲ့သူကသူမဟုတ်ကြောင်းနဲ့သူ့တငယ်ချင်းသာဖြစ်ကြောင်းပြောနေပါတယ်။ VJ ကယာဟုကိုဝင်ရောက်ရိုက်နှံရင်မေးမြန်းကအရိုက်ခံရလို့တည်သွားမယ်ဆိုရင်တော့သူ့နာမည်ကိုမပြောပြဖို့ဒုဒုတိတ်တိတ်တောင်းပန်လိုက်ပါတယ်။နောက်တော့မှ VJ ကသတိမေ့ခြင်းအောင်ဆောင်လိုက်ဖို့ပြောတာကြောင့်ယာဟုကလဲချလိုက်မှအရိုက်ရက်ခါ VJ ကမသိအောင်တားဆီးလိုက်ရပါတယ်။ညနေစာစားကြရင် VJ ကဖနင်ဒရာကိုပြန်ခေါ်ဖို့ညီမဖြစ်သူစရီရှားကိုအကူအညီတောင်းလိုက်ပါတယ်။အမဖြစ်သူကလည်းအဲ့ဒီကောင်ကိုမတတ်ရမချင်းဟိုက်ဒရိုဘက်ကိုပြန်မလာဖို့ပြောတာကြောင့် VJ ချွေးပြန်သွားပါတယ်။နောက်တစ်ရက်မှာတော့ဂီတာဟာသူမရဲ့မန်နေဂျာစီကိုမင်္ဂလာဆောင်မှုဖိတ်စာသွားပို့တဲ့အခါနီလူကိုတွေ့လိုက်တာကြောင့်မှတ်မိသွားပါတယ်။နီလူကဂီတာရဲ့မန်နေဂျာရဲ့သမီးဖြစ်နေပါတယ်။ဂီတာဟာနီလူရဲ့အကြောင်းကိုအမေဖြစ်သူမန်နေဂျာစီပြန်တိုင်လိုက်တဲ့အခါမန်နေဂျာကအားလုံးကိုသူတည်ထားပြီးဖြစ်ကြောင်းနဲ့နီလူရဲ့ဆရာ VJ ကိုယ်တိုင်ကလည်းနီလူကိုလာရောက်ဆုံးမသွားခဲ့ပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ကြောင့်သူအရန်ချစ်ရတဲ့ချစ်သူကိုဘယ်လိုမှရှင်းပြလို့မရတော့ကြောင်းပြောပြသွားတာကိုလည်းသိလိုက်ရပါတယ်။အဲ့တော့မှပဲဂီတာရဲ့တန်တရားတွေဟာ VJ အပေါ်မှာတဲပုံကြီးပြိုကျသလိုမျိုးပြေရောရှင်းလင်းသွားပါတော့တယ်။ဂီတာဟာသူချစ်ရတဲ့ VJ ရဲ့စိတ်တဲ့အမှန်ကိုသိသွားတာကြောင့်ပျော်ရွှင်ကြည်နူးဟာ VJ ကိုသာတစ်ချိန်လုံးကြည့်နေမိခဲ့ပါတယ်။အိမ်ပြန်လမ်းမှာတော့ဂီတာနဲ့ VJ ဟာဗိုက်ဆာလာတာကြောင့်အာပုံနဲ့တူရှည်ဝင်စားခဲ့ပါတယ်။နောက်နေ့မှာတော့ဂီတာကသူ့ကိုစောင့်နေရင်အိပ်ပျော်နေတဲ့ VJ ကိုအာဘွားပေးတဲ့ပုံဆက်ဖီရိုက်ဖို့ကြိုးစားနေတော့မှလုံခြုံရေးကရောက်လာတာကြောင့်မအောင်မြင်ခဲ့ပဲဖြစ်သွားပါတယ်။ဂီတာဟာမြင်သမျှကို VJ လို့ထင်အောင်ထင်မှားနေတဲ့အထိဆွဲလန်းသွားပါတယ်။စင်တာတစ်ခုမှရက်ဆောင်နေတဲ့ VJ ရဲ့အနာနာမှာအီစီကလီလာလို့သွားတဲ့ကောင်မလေးတစုကိုဂီတာကလိုက်လံထိုးချိတ်ကအဲ့ဒါကသူ့ဟာဖြစ်ကြောင်းထိဖို့မကြိုးစားဖို့ဝန်နေပေးလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ဂီတာဟာဖနင်ဒရာကိုဖြောင်းဖြပြီးရွာကိုပြန်ချဖို့ပြောပါတယ်။ရွာကိုပြန်ချဖို့ကိစ္စကိုလာပြောတဲ့အခါ VJ ကဗောင်းမီတိုနဲ့ထွက်လာတာကြောင့်ဂီတာကရှက်ပြီးအဝတ်စားဝတ်ခိုင်းပါတယ်။အဲ့ဒီနေရာအထိပြောပြပြီးသွားတဲ့အခါမှာခီးသွွားမျိုးသမီးကကောင်မလေးဟာ VJ ကိုချစ်နေပြီဖြစ်ကြောင်းပြောပြရင် congratulation လုပ်လိုက်ပါတယ်။ VJ ကသူ့ဇက်လန်းကိုဆက်လက်ပြောပြရမှာတရက်မှာဂီတာရဲ့အဖိုးဖြစ်သူဟာနှလုံးဖောက်သွားတာကြောင့်ဆေးရုံမှာအဖိုးမသိခင်ဖနင်ဒရာရဲ့မင်္ဂလာပွဲကိုအမြန်စီစဉ်ကြဖို့အတွက်ပြောနေကြပါတယ်။အဖိုးကမြီးမလေးဖြစ်တဲ့ဂီတာအတွက်လည်းသူမျက်ကွယ်မပြုခင်မင်္ဂလာပွဲကိုတွေ့မြင်သွားခြင်းကြောင့်ပြောအကိုဖြစ်သူနဲ့တပြိုင်နက်မင်္ဂလာပွဲကျင်းပစေခြင်းနဲ့ဆန္ဒကိုထုတ်ဖော်လာပါတယ်။အဲ့ဒီအခါဖနင်ဒရာကသူ့ညီမနဲ့တင့်တော်သူဟာသူ့ရဲ့ရောက်ဖလောင် VJ သားဖြစ်တယ်လို့အောက်မခံလိုက်ပါတယ်
ဒီစကားဝိုင်းမှာအရန်ပျော်သွားသူကတော့ဂီတာပဲဖြစ်ပါတယ်ညရောက်တဲ့အခါဖခင်က BJ ကိုဂီတာနဲ့လက်ထပ်ပေးဖို့ပြောလာပါတယ်နောက်တစ်နေ့မှာဂီတာက BJ ကိုချိန်ပြီးအဲ့ဒီသတင်းကိုပြောက BJ ပြောမပြောကိုလာရောက်ကြည့်ရှုပါတယ်BJ ကတော့သူဟာငယ်စဉ်ကတည်းကမိခင်ဆုံးရှုံးသွားခဲ့ပြီးမိခင်မြစ်တာကိုငတ်မွတ်ခဲ့ရကြောင်းဒါကြောင့်မို့တစ်ချိန်မှာသူ့အိမ်အောင်ပြုတဲ့အခါသူ့ရဲ့ဇနီးဟာသူ့ရဲ့အရာရာဖြစ်ရမယ်လို့ရည်ရွယ်ထားကြောင်းပြောပြပါတယ်သူ့ရဲ့ဇနီးဟာသူ့အတွက်အမေလိုအမလိုချစ်သူလိုဇနီးမယားလိုဆက်ဆံရမယ့်သူဖြစ်ကြောင်းဂီတာကိုပြောပြပါတယ်ဒါပေမဲ့လည်းဂီတာစီမှာမိခင်နဲ့တူတဲ့အရေးအယောင်တစ်ခုမှမတွေ့ရတာကြောင့်သူ့အနေနဲ့အခက်တွေ့ရကြောင်းပြောလိုက်ပါတယ်အကယ်၍ဂီတာရဲ့အိမ်ကအတင်းကျပ်ပေးစားတာကြောင့်သူ့ကိုလက်ထပ်ရတာဖြစ်နေမှာကိုစိုးရိမ်တာကြောင့်ဒီမင်္ဂလာပွဲကိုဂီတာဘက်ကပဲညှင်းပေးဖို့ VJ ကပြောလိုက်ပါတယ်ဂီတာဟာလည်း VJ ကိုစိတ်ပြတ်သွားတာကြောင့်မင်္ဂလာပွဲကိုဖျက်ပေးဖို့သဘောတူကကြေကွဲစွာနဲ့ပြန်သွားပါတယ်ဂီတာကသူ့ကို VJ ကညှင်းဆန်လိုက်ကြောင်းအဖွားဖြစ်သူကိုဖတ်ပြီးပြောကငိုကြွေးပါတော့တယ်အဖွားဖြစ်သူကလည်းနားလေတီးတတ်စွာပဲ VJ နဲ့မင်္ဂလာပွဲကိုတားဆီးပေးလိုက်ပါတယ်အဖွားဟာတစ်ဖက်မှာလည်းအဖိုးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းနေတာကြောင့်ချက်ချင်းဆိုသလိုသူ့ရဲ့မိသမတ်စီဖုံးဆက်ပြီး UK မှာနေတဲ့ညီဖြစ်သူကိုဂီတာနဲ့လက်ထပ်ပေးဖို့လမ်းခေါ်ခိုင်းလိုက်ပါတယ်ညနေမှာပဲလန်ဒန်ကကို UK ရောက်လာပြီးအဖွားရဲ့ခြေထောက်ကိုကင်ကအယိုသေးပေးလိုက်ပါတယ်အဖွားကလန်ဒန်မှာနေပြီးရိုးရမမေ့တဲ့ကို UK ကိုချီးကျူးလိုက်ပါတော့တယ်ကို UK ကလည်းစောင့်နေတဲ့အမျိုးတွေရောမင်္ဂလာပွဲကိုလာတဲ့အမျိုးတွေရောအားလုံးကိုတန်းစီစေကတယောက်ချင်းအယိုသေးပေးလိုက်ပါတယ်သူထက်ငယ်တဲ့ကလေးတွေစီကအယိုသေးကိုတော့ကို UK ကလက်ခံလိုက်ပါတယ်နောက်ဆုံးကျန်နေတဲ့မာလီဦးလေးကြီးကိုပါသူ့ထက်အသက်ကြီးတာကြောင့်ဆိုပြီးအယိုသေးပေးလိုက်ပါတယ်မင်္ဂလာပွဲမှာ VJ ကဂီတာကိုကျေးဇူးတင်စွာပြုံးပြနေသလောက်ဂီတာကတော့ကြေကွဲနေပါတယ်ဂီတာရဲ့ဖွားဖြစ်သူကတော့ VJ ရဲ့မျက်နှာချင်းဆိုင်စုံတဲ့နေရာမှာစောင်းဆောင်အောင်ဆက်ဆံနေပါတယ်အစားအစာတွေစားကြတဲ့နေရာမှာလေ VJ ရဲ့တငယ်ချင်းတွေကိုဧည့်သည်တွေတောင်မှမစားရသေးပဲစားနေတာလေဒီကားတဲ့ရှိပြီဖြစ်တာကိုသူကတွေ့နေရပါတယ်သူမြည်ကိုမလို့ချင်ရင်သူ့ရဲ့မုံတွေကိုမစားနဲ့လို့လည်းအဖွားကပြောလိုက်ပါတယ် VJ ရဲ့တငယ်ချင်းတွေရဲ့လက်ထဲကပကံတွေကိုလည်းပြန်လူပြီးယူထားလိုက်ပါတယ်ဂီတာရဲ့အဖွားပြုမှုဆက်ဆံနေတာကိုစက်တိုက်မြင်နေရတဲ့လူသားဆန်တဲ့ကို UK ဟာတီးခတ်နိုင်မှုအတိုင်းတာကနေကြော်သွားပါတော့တယ်ဒါကြောင့်ပဲကို UK ကအဖွားကြီးကောင်းနေရလားလို့ပေါ်တင်ပေးလိုက်ပါတယ်ကို UK ကဆက်ပြီးဒီလိုယဉ်ကျေးမှုမရှိတဲ့လုပ်ရက်ကိုလက်မခံနိုင်ကြောင်းဒီလိုပြောတဲ့အခါအဖွားကထန်းညက်ချောင်းကောင်ကပါဇက်ပိတ်ထားစမ်းလို့ပြန်ပြောလိုက်ပါတယ်ထန်းညက်ချောင်းကို UK ဟာတီးမခံနိုင်တဲ့အဆုံးမှာ VJ တို့နောက်လိုက်သွားပြီးအကျိုးကြောင့်ဆက်ဆူပါတယ်အားလုံးကမဖြေရှင်းမဲ့ထွက်သွားချိန်မှာကို UK ကအကြံကောင်းတဲ့ Yahoo ကိုဆွဲဖမ်းထားလိုက်ပါတယ်ကို UK က Yahoo ကိုတင်ပြီးတော့မှ Yahoo ကအဖွားကစေးဆက်ပွဲမှာ25နဲ့လက်ခံခဲ့ပြီးအခု15ထပ်တောင်းနေတာကြောင့်40မှာအဆင်ပြေမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဆာနာရက်တဲ့ကို UK ဟာနွမ်းပါလာတဲ့စရီရှာရိုဘတ်ကိုအရန်တနာသွားပြီးရင်းမာမှုမြင့်တက်လာပါတယ်ဒီဖြစ်သူကကို UK စီကပတ်စံလူပြေးတာကိုအဖွားကအားပေးလိုက်တဲ့အခါကို UK ဟာအဖွားကိုပါဝါစားတော့မလို့ကြည့်နေပါတယ်ကို UK ကအဖွားတုံးကအဖိုးကိုဘလောက်တင်တောင်းလဲလို့မေးတဲ့အခါအဖွားကသူဟာအဖိုးအတွက်အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုဖြစ်တာကြောင့်ဘာငွေကြေးမှတင်မတောင်းခဲ့ရကြောင်းပြောလိုက်ပါတယ်ကို UK ကစိတ်တူပြီးထားထွက်သွားတာကြောင့်စကားမပြတ်သေးပဲဘာကြောင့်ထွက်သွားသလဲလို့အဖွားကမေးတဲ့အခါအဖွားဟာသူနဲ့စကားပြောရလောက်အောင်ညံမမီတာအကြောင်းလို့ပြောပြီးဆဲဆူသွားပါတယ်မကြခင်မှာပဲ VJ ကရောက်လာပြီးနောက်တစ်နေ့မှာဖနင်ဒရာဝေးဖို့ရွှေတွေကိုလာပြီးလက်ဖွဲ့ကအဖွားရဲ့လက်ထဲကိုထည့်လိုက်ပါတယ် VJ ဟာသူဟာဂီတာနဲ့မသိတော့တာကြောင့်ရေရှည်မှာပြဿနာဖြစ်မဲ့အရေးကိုတွေးပြီးညှင်းဆိုခဲ့တာဖြစ်ကြောင်းအဖွားကိုတောင်းပန်ပါတယ်အဖွားကလူတန်းပေါင်းများစွာတွေကမှသူ့ရဲ့မျိုးကိုညှင်းဆန်မဲ့သူကိုတက်တက်ရွေးမိတဲ့သူရဲ့အဖြစ်ဒေတာဖြစ်ကြောင်းပြောပါတယ်အဖွားကပဲဆက်ပြီးဖနင်ဒရာကရောက်ဖ VJ ကိုအချစ်လွန်ပြီးအာမခံကတကြေးကြေးဖြစ်နေတာကြောင့်သာလက်ခံခဲ့ကြတာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒီတော့မှ VJ ဟာဝမ်းသာဝမ်းနည်းဖြစ်ပြီးရောက်ဖကိုလိုက်ရှာပါတော့တယ်လမ်းမှာတွေ့တဲ့တငယ်ချင်းတွေကိုလည်းသူ့ရောက်ဖဟာသူနဲ့ဂီတာကိုရန်သဘောတူယုံကြည်နေမှန်းသိရတာကြောင့်သူဟာအမှန်တိုင်းပြောပြမယ်လို့ပြောပါတယ်တငယ်ချင်းတွေကတော့မင်္ဂလာအချိန်ဟာ9နာရီလောက်သာကျန်တော့တာကြောင့်တပ်ပွဲတွေမဖြစ်စေချင်ကြောင်းတားဆီးလိုက်ပါတယ် VJ ကတော့သူ့ညီမနဲ့တစ်သက်လုံးနေရမယ့်ရောက်ဖကိုလက်မထက်ခင်ပွင့်လင်းကျင်ကြောင်းပြောကထွက်သွားပါတယ်ဖနင်ဒရာတို့တငယ်ချင်းစုကတော့ကန်နာဆန်နာမှာဘက်ချလာပါတီပေးနေပါတယ် VJ ကရောက်ဖဖြစ်သူဖနင်ဒရာကိုလမ်းခေါ်ပြီးသူ့ပေါ်မှာအဲ့လောက်နှိမ့်သက်နေမှသူကမသိခဲ့ရတာဖြစ်ကြောင်းတောင်းပန်ပါတယ်ဂီတာနဲ့လက်ထပ်ဖို့အာမခံပေးတဲ့သူဟာဖနင်ဒရာဖြစ်တာကိုအဖွားပြောပြရမှသိခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ဖနင်ဒရာကမောင်နှမ၄ယောက်လက်ထပ်လိုက်ပါကအားလုံးပျော်ရွှင်ရမယ့်အရေးကိုတွေ့ပြီးအာမခံပေးလိုက်တာဖြစ်ကြောင်းပြောပြလာပါတယ် VJ ကလည်းညင်ရက်စရာမရှိတဲ့သူဖြစ်တာကိုလည်းသူကမြင်နေရတာကြောင့်လို့ပြောပြပါတယ် VJ ကလည်းသူ့မှာဝန်ခံစရာတစ်ခုရှိကြောင်းပြောပြီးကားပေါ်မှာဂီတာနဲ့ပြဿနာတက်တဲ့သူကသူသာဖြစ်ကြောင်းပြောချလိုက်ပါတယ်ဖနင်ဒရာကဒါရီအားလုံးကိုဂီတာရဲ့ပြောပြချက်အရသူကသိခဲ့ပြီးသားဖြစ်ကြောင်းပြောတာကြောင့် VJ ကအယံအံ့ဩသွားပါတယ်ဖနင်ဒရာရဲ့ပြောပြချက်အရပထမတော့ဂီတာကရန်ဒေါသထွက်ခဲ့ရပေမဲ့အဖြစ်မှန်ကိုသိတဲ့နောက်မှာ VJ ကိုလေးစားချစ်ခင်သွားတယ်လို့ပြောပါတယ်ဂီတာရဲ့ဒေါသအားလုံးကအခြေဖြစ်ပြောင်းလဲသွားခဲ့ကြောင်းဖနင်ဒရာရဲ့ပြောပြချက်ကြောင့် VJ ကသိလိုက်ရပါတယ် VJ ရဲ့မှားယွင်းမှုတွေဟာလည်းသူ့ကိုချစ်တဲ့အချစ်တွေကြောင့်စိုးရိမ်လွန်ကလွဲချော်ခဲ့တာတွေဖြစ်တယ်လို့ဂီတာကဖနင်ဒရာကိုပြောပြလိုက်တာပဲဖြစ်ပါတယ်ဖနင်ဒရာကဂီတာအတွက်တင့်တော်တဲ့သူကိုသူတို့ကရွေးချယ်ခဲ့တာမဟုတ်ဘဲဂီတာကသာ VJ မှ VJ ဖြစ်နေတာကြောင့်မင်္ဂလာပွဲကိုစီစဉ်လိုက်ရတာဖြစ်တယ်လို့ဆက်ပြီးပြောပြပါတယ်VJ ညင်းဆန်လိုက်တဲ့ညကဂီတာဟာတညလုံးငိုနေခဲ့ကြောင်းဖနင်ဒရာရဲ့ပြောပြချက်အရသိလိုက်ရပါတယ်အခုမှလိပ်ပတ်လေကနားလေသွားတဲ့ VJ ဟာဂီတာရှိရာကိုသွားပြီးကို UK စီကနေကစားခဏပြောဝင်တောင်းလိုက်ပါတယ်
ကိုယူကေကတော့လက်ထပ်ပြီးပါကဒီလိုရှော့ရှော့ရှက်တွေမမြင်ချင်းကြောင်းပြောကခွင့်ပြုလိုက်ပါတယ်။ VJ ကသူ့ကိုဂီတာကသူ့ကိုဒီလောက်အထိချစ်နေကြမှန်းသူကမသိတဲ့အတွက်လက်ထပ်ဖို့ညှင်းဆန်လိုက်တာဖြစ်ကြောင်းပြောတဲ့အခါဂီတာကသူတို့လိုအလဲလက်တန်းစားတွေကအထက်တန်းစား VJ ရဲ့အချစ်ကိုမမျှော်လင့်ရဲကြောင်းဖိငေါ်ပြောလိုက်ပါတယ်။ VJ ကတော့သူကဂီတာကိုချစ်တာတခုပဲသိပြီးဘာမှမလုပ်တတ်တာကြောင့်တခုခုကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Yahoo ကကိုယူကေရဲ့နောက်ကိုရောက်လာပြီးသူတို့ဘာတွေပြောနေတယ်လဲဆိုတာကိုမှန်းပြနိုင်ကြောင်းပြောပါတယ်။ Yahoo ကပဲဆက်ပြီး VJ ကနောက်ထပ်လက်ဖွဲပတ်စံတွေကိုနောက်တစ်ပတ်အတွင်းပေးမှဖြစ်တာကြောင့်အဖွားကိုတပတ်လောက်ဆိုင်းငံ့ပေးဖို့ပြောပေးပြီးဂီတာကိုတောင်းပန်နေတာဖြစ်ကြောင်းခန့်မှန်းပြပါတယ်။ဂီတာကသူ့အဖွားရဲ့သဘောကပတ်စံပေးမှမင်္ဂလာပွဲကိုလုပ်နိုင်မယ်လို့ပြန်ပြောနေတာဖြစ်ကြောင်း Yahoo ကခန့်မှန်းပြောပြပါတယ်။အဲဒီတော့မှကိုယူကေကသူ့သဘောပေါက်သွားတာကြောင့်သူကပဲဆက်ပြီးပြောရမှာဒီလောက်ဆင်းရဲနေတဲ့ VJ ရဲ့ညီမကမင်္ဂလာလဲဆောင်မနေတဲ့ကြောင်းငမွဲကငမွဲလိုနေဖို့ပြောတာဖြစ်မယ်လို့ကိုယူကေကခန့်မှန်းလိုက်ပါတယ်။ Yahoo ကလည်းကိုယူကေခန့်မှန်းတာဟာအမှန်ဖြစ်ကြောင်းချီးကျူးလိုက်ပါတယ်။ကိုယူကေဟာဂီတာရဲ့အဖွားပေါ်အလွန်စိတ်ဆိုးပြီးခုံကိုကန်ကထားထွက်သွားပါတယ်။ဂီတာကစကားစားဖြတ်ကစိတ်ဆိုးပြီးထွက်သွားတာကြောင့် VJ ကအားမလို့အားမရဖြစ်ကခဏနေဖို့ပြောရင်းလက်ကိုဆွဲထားမိလိုက်ပါတယ်။ဂီတာကယုံဖဲ့ခြင်းမရှိပေမဲ့သူ့လက်ကိုလွှတ်ပေးဖို့ VJ ကိုပြောလိုက်ပါတယ်။ဂီတာနဲ့ VJ ဟာနင်ငါ့ကိုနားမနေတာနဲ့ငါ့ကိုနင်ကနားမနေတာကြောင့်မှလည်းနေကြပါတယ်။ဒီနေ့ကပြောခဲ့တဲ့ဂီတာကိုသူကလက်ထပ်မှသူ့ညီမလေးရဲ့မင်္ဂလာပွဲဖြစ်မြောက်မှာမို့လို့ဆိုတဲ့စကားဟာသူမအတွက်အနာကျင်ရဆုံးစကားဖြစ်ကြောင်းဂီတာကပြောပြပါတယ်။ဂီတာကသူ့မှာရောခံစား권နဲ့ခံစားချက်မရှိရတော့ဘူးလားလို့ VJ ကိုပြန်မိလိုက်ပါတယ်။ VJ ကလည်းသူလွန်ခဲ့တဲ့စကားတွေအတွက်တာဝန်မယူနိုင်မဲဖြစ်နေပါတော့တယ်။ဂီတာကတော့သူတို့ရဲ့ဇာတ်လမ်းကအဆုံးသတ်သွားပြီဖြစ်ကြောင်းပြောပြပါတယ်။ VJ တို့ပုံစံနဲ့မိန်းကလေးတွေပေါ်ဆက်ဆံမှုတွေဟာဘယ်မိန်းကလေးမဆိုကြွေသွားနိုင်တာကြောင့်သူကိုယ်တိုင်ကလည်းချစ်မိသွားခဲ့ကြောင်းဂီတာကဝန်ခံလိုက်ပါတယ်။ချစ်မိသွားပြီဆိုတော့မှ VJ ကခြေထောက်နဲ့သူ့ရဲ့နှလုံးသားကိုကန်ထုတ်လိုက်ကြောင်းပြောပြကငိုကြွေးသွားပါတယ်။ဂီတာကပဲဆက်ပြီးဘယ်ဇနီးမယားကမှလင်ယောက်ျားအတွက်မိခင်ဖြစ်မလာနိုင်ကြောင်းနဲ့လင်ယောက်ျားတွေကသာဇနီးမယားကိုမိခင်ဖြစ်အောင်လုပ်ပေးရမှာဖြစ်တယ်လို့ပြောရင်းနဲ့ပဲ VJ ကိုလည်းအတ္တဘောကောင်ကြီးလို့ခေါ်ကထွက်သွားလိုက်ပါတယ်။ VJ ကခီးတဲ့မျိုးသမီးကိုဒီနေရာအထိပြောပြပြီးချိန်မှာမိုးစင်စင်လင်းသွားပါတော့တယ်။ခီးသွားမျိုးသမီးကဒီအချိန်လေးကိုရောက်သွားပြီဆိုမှတော့သူ့ရဲ့အဖေကစူခြင်းစူပါစေဆိုပြီးဝိုင်ကိုတပလင်းလုံးတောက်လိုက်ဖို့ပြောလိုက်ပါတယ်။နောက်တော့မှခီးသွားမျိုးသမီးက VJ ကိုအကြံတစ်ခုပေးလိုက်ပါတယ်။ VJ ကမင်္ဂလာခမ်းမစီကိုပြန်သွားပြီးအလားပြင်နေတဲ့ဂီတာကိုလည်းစက်မပြင်ကိုပြောကခဏနေမင်္ဂလာပွဲပြတ်တော့မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။နောက်တော့ VJ ဟာမင်္ဂလာစင်မြင့်မော်ကိုတက်ပြီးသူ့ရဲ့ရောက်ဖကိုခြေထောက်ကင်ကတောင်းပန်လိုက်ပါတယ်။အဲ့ဒီအချိန်မှာကိုယူကေကပတ်စံအကျွေးမပေးနိုင်တာကြောင့် VJ ကဖနင်ဒရာကိုတောင်းပန်နေတာလို့ထင်ပြီးဒီမင်္ဂလာပွဲကိုမဆောင်နိုင်တော့ကြောင်းပြောတာထားထွက်သွားပါတယ်။စင်ရောက်ကိုရောက်တဲ့အခါမှာတော့ပြဿနာအားလုံးရဲ့တရားခံဟာငွေမတ်တဲ့ဒီအဖွားကြီးကြောင့်ပဲလို့ပြောကဂီတာရဲ့အဖွားလေပင်ကိုပြင်းညစ်ပါတော့တယ်။ဂီတာကတော့ဖနင်ဒရာကိုသဘောတူလိုက်ဖို့ပြောတာကြောင့် VJ ကပြောပါသွားပါတော့တယ်။ဒီလိုလုပ်ဖို့ကြံကိုခီးသွားမျိုးသမီးကပြောပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပဲ VJ နဲ့ဂီတာတို့ကတည်းဖနင်ဒရာနဲ့စရီရှာတို့ကတည်းမောင်လေးနဲ့မလေးလက်ထပ်ပွဲကျင်းပပြလိုက်ပါတယ်။လက်ထပ်ပွဲပြီးတဲ့အခါကိုယူကေကရဲတွေနဲ့ရောက်လာပြီးလက်ဖွဲ့ငွေကျန်းဖတ်မှုနဲ့အရေးယူဖို့တိုင်ကြားလိုက်ပါတယ်။အားလုံးကဒီအဖြစ်အပျက်မျိုးမရှိကြောင်းညင်းဆိုကြပါတယ်။အဲ့ဒီအချိန်မှာ VJ နဲ့ဂီတာကလက်ထပ်ပြီးထွက်လာတာကြောင့်ကိုယူကေကမျက်စိလဲသွားပါတယ်။အဖွားကြီးကလက်ဖွဲ့ငွေပေးမလားသူတို့ရဲ့မြီးကလေးကိုလက်ထပ်မလားဆိုပြီး VJ ကိုအကြက်ကင်တာကြောင့်လက်ဖွဲ့ငွေမပေးနိုင်တဲ့ VJ ကဂီတာကိုလက်ထပ်လိုက်ရတာဖြစ်ကြောင်း Yahoo ကကိုယူကေကိုရှင်းပြလိုက်ပါတယ်။ကိုယူကေကရက်ဆက်တဲ့သူတွေလူယုံမာတွေပဲလို့ပြောနေကြကြောင်းကိုယူကေရဲ့အကူကသူတို့ဟာသူတို့လက်ဖွဲ့ငွေကိုပဲပို့တောင်းတောင်းဘာပဲလုပ်ဘာမှမဆိုင်တဲ့ကောင်ကဘာဝင်ပြောတာလဲဆိုပြီးကိုယူကေရဲ့ပါးရီကိုလှိမ့်ရိုက်လိုက်ပါတော့တယ်။နောက်တော့ VJ နဲ့ဂီတာဟာဟိုက်ဒရိုဘတ်ကိုပြန်သွားကြပါတယ်။ VJ က Yahoo စီကိုဖုန်းဆက်တဲ့အခါ Yahoo ကအခုချိန်ဂီတာကိုသွားထိလို့ပါးရိုက်မခံရရင်သူ့နာမည် Yahoo မဟုတ်တော့ဘူးလို့စိန်ခေါ်လိုက်ပါတယ်။ဒါဟာအဲ့ဒီနေ့ညကိုဂီတာကဘယ်တော့မှမမေ့ကြောင်းသက်သေဖြစ်တယ်လို့ Yahoo ကပြောပြလိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဟိုက်ဒရိုဘတ်ကိုပြန်နေကားပေါ်မှာအိပ်ပျော်နေတဲ့ဂီတာကို VJ ကနမ်းဖို့ကြိုးစားပါတယ်။ VJ ကိုဂီတာကလှမ်းပြီးပါးရိုက်လိုက်ပါတယ်။နောက်တော့မှဂီတာကကားပေါ်မှာအိပ်ပျော်နေတဲ့ခရီးသည်တွေရဲ့အခြေအနေကိုကြည့်ပြီး VJ ရဲ့ပေါင်ပေါ်တက်ထိုင်ကနှကန်းချင်းပြင်ဆင်ဆွဲကြရင်းနဲ့ပဲဇာလန်လေးကပြီးဆုံးသွားပါတယ်။